ဖြည်းဖြည်းနဲ့အတက်အရွယ်တစ်ခုကိုရောက်လာတာနဲ့မျှစိတ်ကလေးဟာတစ်ခါတုန်းကလုံးမတက်ကြတော့ပဲတိတ်ဆိတ်အေးချမ်းမှုကိုသာမက်မောလာတယ်အတိတ်ကဆူညံမှုတွေပြင်းထန်တဲ့ခံစားချက်တွေနဲ့စိတ်ဖိစီးမှုများဟာတနေ့တခြားပိုများလာတယ်ဘယ်အရာမှမမြဲကြောင်းဘယ်သူမှအမြဲတမ်းမနေရကြောင်းအရာရာဟာအချိန်အတန်လောက်နဲ့ပဲရှိကြောင်းကိုအချိန်ချင်းကြုံတွေ့လာတာနဲ့ကိုယ်အားကိုးရာဖြစ်အတိအမြင်အသစ်တစ်ခုနဲ့လက်ခံတက်လာပါတယ်တွေးမြင်တချို့ကတော့အပေါ်ယံမှာမပြောင်းလဲသလိုမြင်ပေမဲ့အတွင်းမှာတိတ်လေးပြောင်းလဲသွားကြတယ်ရည်ဆက်ရှိသလောက်ပဲကြုံတွေ့နေရတာမို့ဘယ်သူနဲ့ပဲဖြစ်ဖြစ်အချိန်ရှိတုန်းစုံဖူးခဲ့ကြတော့လူတိုင်းကိုတန်မိုးထပ်တက်လာတယ်ထိုချိန်ထိုအတွင်းမှာအမြဲတမ်းအတွက်တာဝန်မထမ်းနိုင်ပေမဲ့အချိန်တိုအတွင်းမှာပဲဖြစ်ဖြစ်အမှန်တကယ်ဖြူစင်စွာနဲ့နှလုံးသားတစ်စိတ်ကိုပိတ်တက်လာတယ်ခွင့်လွတ်နိုင်သလောက်ခွင့်လွတ်ပါခွင့်မလွတ်နိုင်တော့ရင်ထွက်ခွာဖို့မေ့ပစ်ထားခြင်းကိုရွေးပါမပတ်တက်ခြင်းဖြင့်ကိုယ်စိတ်အေးချမ်းမှုကိုရွေးချယ်လာတယ်ဤရွယ်မှာတော့အနိုင်ယူနိုင်ဖို့မဟုတ်ပဲစိတ်အေးချမ်းဖို့ပဲတန်မိုးထားလာတယ်အချစ်ဆိုတာလဲဆွဲလန်းခြင်းထက်လွတ်ချတတ်ခြင်းကပိုထိရောက်တယ်အတက်အရွယ်ကြီးလာတဲ့အခါရှုပ်ထွေးတဲ့ခံစားချက်ထက်တိတ်ဆိတ်တဲ့နားလည်မှုကိုပဲပိုလိုအပ်လာတယ်အခုကအရွယ်တစ်ခုရောက်လာတာမို့အရင်ကတော့မျောလင်းစိတ်နဲ့မဟုတ်ပဲလက်ရှိကိုလက်ခံတက်လာပါပြီတိတ်ဆိတ်ခြင်းထဲမှာလည်းငြိမ်းချမ်းမှုရှိတယ်ပျော်ရွှင်မှုဆိုတာအပြစ်မှမဟုတ်ပဲကိုယ့်အတွင်းမှာရှိနေတတ်တော့အရာပါ